ဆိုတော့ကျွန်တော်ဟိုတလုံးလုံးကဒီပေါ့နော်ဒီဟာက plugin ကိုကျွန်တော် W Resort တွေမှာဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးလှုပ်ပြီးသွားပြီအဲ့ဗီဒီယိုလေးကျွန်တော်အပေါ်မှာ link ချရပေးမယ်သို့မဟုတ်ကျွန်တော် description ထဲမှာ link ချပေးမယ်ပေါ့နော်အဲ့ဒီမှာတက်ကြည့်လို့ရတယ်ဆိုတော့အခုဒီနေ့ပြောချင်တဲ့ဟာကြတော့ smartphone user တွေပေါ့နော် smartphone နဲ့ကျွန်တော်တို့ဓာတ်ပုံဗီဒီယိုပြင်နေတဲ့သူတွေအတွက်ဒီဟန်စာကလည်းဒီဟန်စာ mobile ဆိုပြီးသူ့ရဲ့ app တီးတန့်ရှိသေးတယ်ဆိုတော့အဲ့ဒါကိုတုံးပြီးတော့ကျွန်တော်ရဲ့ဒီပုံနေဗီဒီယိုတွေများတော့အဖြစ်ဖုန်းမှာတော့ကျွန်တော်ပုံနေပဲပြင်တာများရပါတော့ဆိုတော့ကျွန်တော်ရဲ့ပုံတွေကိုဒီ DNS mobile တုံးပြီးတော့ဘယ်လို edit သွားမလဲဆိုတာကိုကျွန်တော်ဒီနေ့ပြပြသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ဗောက်ခါနေပြန်နေကြည့်လို့ပါတယ်ဆိုတော့ဒီ DNS mobile တွေဝင်လိုက်မယ်ဆိုရင်ပထမဆုံးတွေ့ရမှာ edit လုပ်ခဲ့ဖူးတဲ့ project တွေရှိမှာပေါ့နော်သူကကြတော့အဲ့လို photo project by project လုပ်လို့ရလို့ဒီထဲမှာလည်း video edit လုပ်လို့ရတယ်ဒီထဲမှာ video edit လုပ်လို့ရတာဘာတွေကောင်းလဲဆိုတော့ဖုန်းတစ်လုံးနဲ့ပဲ content creator လုပ်နေတဲ့သူတွေအတွက်အရန်အဆင်ပြေပေါ့နော်ဆိုတော့ကျွန်တော်တို့ reels တွေအတွက်ပဲ video ကို color grade လုပ်မလားဒါမှမဟုတ် Instagram အတွက်ပဲကျွန်တော်တို့ဓာတ်ပုံပြင်မလားဆိုတော့ကျွန်တော်တို့ဒီထဲမှာရွေးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဒီထဲမှာကျွန်တော်လောက်ထားတဲ့ photo project လေး3-4ခုရှိရပါတော့အဲ့3ခုလောက်ကိုဒီရဲ့ဟာတွေမပြင်နေမဲ့ကျွန်တော်ကနောက်ထပ် photo တီးတန့် import လုပ်ပြီးပြင်ပါပေါ့နော်ဆိုတော့ကျွန်တော်အခုဒီမှာ new photo project လုပ်လိုက်နေကျွန်တော် camera roll ရောက်သွားမှာ camera roll မှာကျွန်တော်ကြိုပြီးတော့ရွေးထားတဲ့ပုံလေးရှိတယ်ဆိုတော့အဲ့ဒါလေးတစ်ချက် select လုပ်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ပုံရွေးလိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာ new project name လောက်ခိုင်းပါပါเนาะဆိုတော့ new project လောက်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီရဲမှာfilm strip ပေါ့เนาะဒီ photo တွေပြထားတဲ့ film strip ကိုကျွန်တော်တွေ့ရမယ်အဲ့တဲ့မှာကျွန်တော်တို့ဒီဘယ်ပုံနဲ့စပြီးပြင်မလဲပေါ့ကျွန်တော်ဒီပုံလေးနဲ့စပြီးပြင်လိုက်မယ်ပေါ့ဒီပုံလေးနဲ့စပြင်မယ်ဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာမြင်ရတဲ့ tab 3ခုတွေကပထမ media tab ကကြာကျွန်တော်ခုနကပြောတဲ့ film strip တွေမြင်ရမယ်ပြီးတော့ဒုတိယ film နဲ့ကိုတားလိုက်မယ်ဆိုရင်ကျွန်တော်တို့သူတို့ပေးထားတဲ့ဒီ film preset တွေရွေးလို့ရလိုမျိုးကွက်ကိုလှုပ်ထားတဲ့ custom preset တွေရှိရင်လည်း custom preset တွေလှုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီ button ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ DNS တွေကfilm profile တွေကြည့်လို့ရတယ်လို့ my film ထဲမှာကြာတော့ကျွန်တော် custom လုပ်ထားတယ်ကျွန်တော်ရဲ့ custom preset တွေကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် DNS တွေကိုချက်သွားကြည့်လိုက်မယ်ဆိုရင်သူ့စီမှာပေးထားတဲ့ film တွေအများကြီးတွေ့ရမှာပေါ့နော်အဲ့ဒီကနေမှကျွန်တော်တို့ maybe ဒီ Reala 500D ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုရင်တော်သူ auto one button push နဲ့ပဲတခါတည်း color grade လုပ်ပြီးသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အခုလောလောဆယ်ဒီဟာလေးကကောင်းပေမဲ့ကျွန်တော်ဒီ my film နဲ့ကသွားပြီးတော့ကျွန်တော် custom လုပ်ထားတဲ့ preset လေးနဲ့ကျွန်တော်ဒီနေ့ edit လုပ်ပြမှာပေါ့နော်ဆိုတော့အခုဒီဟာကိုရွေးလိုက်ပြီဆိုတော့ဒီထဲမှာနည်းနည်းလေးမြင်နေရတဲ့ halation လေးနည်းနည်းများနေသေးရပေါ့နော် halation နည်းနည်းများနေဆိုတော့ဒီထဲမှာဘယ်လိုပြောမလဲ individual setting ကိုကျွန်တော်တို့ထပ်ပြီးတော့ကတိကျတဲ့အတွက်ကြောင့်ကျွန်တော်တို့အပေါ်က left ထဲကိုသွားမှာပေါ့နော် left ထဲကိုသွားမယ်ဆိုရင်ထပ်မြင်ရမှာ basic နဲ့ advanced နှစ်ခုမြင်ရအောင်မယ် basic ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ဒီ basic exposure တွေwhite balance value တွေဘာတွေချိန်လို့ရမယ်အဲ့ဒါအောင်မှကျွန်တော်ထပ်ပြီးတော့ကတိရှင်တည်းရဆိုရင်ကျွန်တော် advanced ထဲသွားလိုက်မယ်ဆိုရင်အောက်ထက်မှာအောက်မှာ menu တွေထပ်ပေါ်လာမယ်ပေါ့နော်ဆိုတော့ဒီပုံတွေကနေလာတဲ့ source ဟိုဟာတွေ exposure value တွေချိန်လို့ရမယ် white balance တွေပြင်လို့ရမယ် developer ထဲမှာဆိုရင်ကျွန်တော်တို့ရွေးထားတဲ့ film stock ကို push and pull တွေပါလုပ်လို့ရမယ်ပေါ့နော် film print အရင်ရွေးရမှာပေါ့ film print ကကျွန်တော်edit လုပ်နေကြပဲဒီ Fujifilm 3513 print film ကိုပဲကျွန်တော်ရွေးမယ်အဲ့ဒါကိုရွေးပြီးရင်ဒီထဲမှာလည်း setting တွေထပ်ပြီးချိန်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် setting ကတော့ခဏနေမှပြန်ချိန်ပြမယ်ကျွန်တော်အခုဒီမှာ frame print profile ကိုရွေးပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာ exposure လေးနည်းနည်းများတဲ့အတွက်တော့ကျွန်တော် exposure လေးနည်းနည်းလေး short လိုက်မယ်ပေါ့နော်ဆိုတော့ဒီလောက်ဆိုရင်တော့အဆင်ပြေပါပြီဒီပုံမှာတော့ specifically ဒီပုံမှာပေါ့နော်ကျွန်တော် halation မလိုချင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ halation တို့ balloon တို့တွေဝင်ပြီးတော့ဒီ halation ကိုထပ်နှိပ်လိုက်တာနဲ့သူက halation off ဖြစ်သွားမှာပေါ့နော်ဆိုတော့ဒီအောက်က button တွေကကြတော့ on off target တွေလည်းဖြစ်တယ်လို့မျိုးကျွန်တော်တို့ edit ဝင်လုပ်ရတဲ့တခုချင်းစီ sub menu တွေလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုလောလောဆယ် halation ရော balloon ရောပိတ်လိုက်မယ်ဆိုတော့ပုံကကြည့်ရနည်းနည်းလေးရှင်းသွားပြီနည်းနည်းရှင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ source ကိုပြန်လာပြီးတော့နည်းနည်း white balance correction လေးအရင်လုပ်မယ်ပေါ့နော်ဆိုတော့ဒီပုံမှာတော့နည်းနည်းမနက်ခင်းလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် temperature ကိုနည်းနည်းwarm tone ဘက်ကိုနည်းနည်း push လုပ်လိုက်မယ်ပြီးရင်တင်ကကြတော့ကျွန်တော်ပုံတွေကိုနည်းနည်းလေး green ဘက်သွားကြတဲ့အတွက်ကျွန်တော်တင်ကို green ဘက်လေးနည်းနည်း push လုပ်မယ်ပေါ့ပြီးရင်ကျွန်တော် developer တွေသွားလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ color boost တွေတွေ့ရမယ် gamma correction နဲ့ contrast boost တွေ film ရဲ့ push boost exposure value တွေကျွန်တော်တွေ့ရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ exposure value ကိုအရန်ချတာတော့ကျွန်တော်အခုမဲနေရပါတော့ဆိုတော့ default ပြန်ထားလိုက်ပြီဆိုရင်ပုံတွေကနည်းနည်းကြည့်ရအဆင်ပြေသွားလိမ့်မယ် contrast boost ကကြတော့ကျွန်တော် contrast ဆိုအရင်မမဲချင်ဘူးဒီမှာ contrast နည်းနည်းလေးပဲ contrast တွေရော့သွားတဲ့ပုံစံမျိုးသွားချင်တော့ကျွန်တော် contrast boost တွေကိုနည်းနည်း short လိုက်မယ်ပေါ့နော် and then color boost ကကြတော့ကျွန်တော် basically saturation ပေါ့ saturation တိုးမလား short မလားဆိုတော့ကျွန်တော်နည်းနည်းလေးတိုးလိုက်တာပဲလိုချင်တော့ကျွန်တော်ဒီလောက်ပဲထားလိုက်မယ်Okay so compression film compression ကကြတော့ကျွန်တော်တို့ဒီဓာတ်ပုံတစ်ပုံသို့မဟုတ် video တစ်ခုမှာပါတဲ့အဖြူဆုံးနဲ့အမဲဆုံးနေရာတွေကိုကျွန်တော်တို့ compress လုပ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့compression ပိတ်လိုက်မယ်ဆိုရင်ဒီကောင်းကင်တွေဘက်မှာနည်းနည်းလေး highlight blown out ဖြစ်နေရလေးတွေတွေ့ရမှာเนาะဆိုတော့အဲ့ဒါကိုကျွန်တော်နည်းနည်းလေး short ကျင်တော့တက်တာမလို့ကျွန်တော် impact လေးနည်းနည်းလေးတင်လိုက်မယ်ပေါ့ okay 90% လောက်တော့သူတွေအတွက်ကကြတော့ဒီလောက်ကတော့အဆင်ပြေသွားပြီပေါ့เนาะဆိုတော့
အဆင်ပြေသွားပြီအတွက်ကြောင့်မို့လို့ကျွန်တော်ဒီမှာနောက်ဆုံး final touch up အနေနဲ့flame emulation ဆိုတဲ့အတိုင်းကျွန်တော် flame grain ပါမှအဆင်ပြေမှာပါเนาะဆိုတော့ကျွန်တော် flame grain နဲ့သွားပြီးတော့ကျွန်တော်သူ့မှာ default ပါတဲ့ profile တွေကကျွန်တော်သုံးနေကြဖြစ်တဲ့ 35mm ISO 250 menu ကိုပဲကျွန်တော်သုံးလိုက်တော့မှာပေါ့เนาะဆိုတော့ကျွန်တော်ဒီမှာတေချာ zoom ချဲကြည့်လိုက်ရင်ဒီမှာ flame grain လေးတွေတွေ့ရမှာပေါ့เนาะနည်းနည်းလေးပပလေးထပ်တင်လိုက်ရင်လောက်ဆိုရင်အဆင်ပြေသွားပါပြီโอเคဆိုတော့ကျွန်တော်တို့ဒီပုံတစ်ပုံလုံးကိုပြင်ပြီးသွားပြီပေါ့နော်ပုံတစ်ပုံလုံးပြင်ပြီးသွားပြီးတော့အဲ့လိုဒီပုံတိုင်းကိုပဲကျွန်တော်ခုနလုပ်ခဲ့တဲ့ product တွေကဓာတ်ပုံတွေအားလုံးကို copy paste လုပ်ချင်ကျွန်တော်တို့က media ထဲပြန်သွားမှာပေါ့နော် media ထဲသွားပြီးကျွန်တော်တို့ဒီပုံကို long press လုပ်လိုက်မယ်ဆိုရင် option တွေထပ်ပြီးပေါ်လာမှာပေါ့နော်အခါကျရင်ကျွန်တော် copy လုပ်ပြီးတော့တစ်ခုချင်းစီလိုက်ပြီး paste လုပ်မလားသို့မဟုတ် apply to all လုပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီ flame strip မှာပါတဲ့ပုံတွေအားလုံးကို apply ဖြစ်သွားမှာဖြစ်ပါတယ်โอเคဆိုတော့အခုဒီ film strip မှာပါတဲ့ပုံ12ပုံလုံးကိုကျွန်တော်ပြင်ရတာစိတ်ကျဉ်သွားပြီဆိုပါစို့ဆိုတော့ဒီပုံတွေကိုကျွန်တော် ASO ဘယ်လိုထုတ်မလဲဆိုတော့ ASO ထုတ်မယ်ဆိုရင်ကျွန်တော်ဒီ film strip ထဲကတပုံနဲ့ကိုထုတ်ချင်တယ်ဆိုရင်ကျွန်တော်အဲ့တပုံနဲ့ကိုရွေးပြီးရင် share လုပ်ပြီးတော့current media ကိုနှိပ်လိုက်ရင်တော့သူ photo library ရဲ့ကျွန်တော် ASO ဖြစ်သွားမှာပါเนาะအဲ့ဒါကျွန်တော်အခုလောလောဆယ်12ပုံလုံးထုတ်ချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော် all media ကိုနှိပ်လိုက်ရင်သူပါသူအောက်မှာ ASO 12ပုံ auto လုပ်ပြီးတော့ photo library ကိုတော့သူရောက်သွားမှာဖြစ်ပါတယ်ပြောခဲ့တဲ့ဟာတွေကကျွန်တော် DNSA mobile ကိုတုံးနေကျွန်တော်ရဲ့ပုံတွေဘယ်လိုပြင်လဲဆိုတာပြောပြီးသွားပြီပေါ့နော်ဆိုတော့ဒီ DNSA software တော့မဟုတ်ကျွန်တော်ခုနပြောခဲ့တဲ့ DaVinci Resolve ဖြစ်ဖြစ် Lightroom ဖြစ်ဖြစ် Premiere Pro ဖြစ်ဖြစ်အဲ့လိုမျိုးမှာ plugin တွေတုံးကျင်နေဆိုရင်အောက်ကကျွန်တော်ပြထားတဲ့ DNSA link ထဲမှာဝင်ပြီးတော့အသေးသေးဆက်ပြီးကြည့်ရှုလို့ရသေးတယ်ပြီးတော့အခုနောက်ပိုင်း DNSA သူတို့ရဲ့ license တွေကိုပြန်ပြီးတော့redesign ပြန်လုပ်လိုက်တဲ့အတွက်ကြောင့်မလို့ license တစ်ခါဝယ်ပြီးွားရင်ကျွန်တော်တို့ DNSA plugin family ရဲ့မှာရှိတဲ့ဟာတွေအားလုံးကိုကျွန်တော်တို့ sign in လုပ်ပြီးသုံးလို့ရမှာဖြစ်ပါတယ်သူတို့ဒီမှာရှိတဲ့ subscription plan တွေကတော့ကျွန်တော်အခုပြထားတဲ့ပုံစံတိုင်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့အသေးသေးသိရှိလို့ရဆိုရင်တော့ကျွန်တော် description မှာပေးထားတဲ့ link ကိုဝင်ပြီးတော့ကြည့်လို့ရပါတယ်အကယ်၍ DNSA plugin တွေဝယ်တော့မယ်ဆိုရင်ကျွန်တော်အခုပြထားတဲ့ကျွန်တော်ရဲ့ဒီ code ကိုသုံးပြီးတော့ discount ယူဖို့လည်းမမေ့ပါနဲ့ပြီးတော့ DNSA နဲ့ပတ်သက်တဲ့အကြောင်းတွေကိုထပ်ပြီးလည်းတင်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ဖို့မေတ္တာရက်ခံပါတယ်နောက်တော့မှပြန်တွေ့အောင် bye bye